ဒီ study test တခုမှတ်ထားတာနဲ့စာလို့ရတာလွယ်တော့မယ်မှတ်ရခက်တဲ့စာတွေကိုလည်းဒီလိုနည်းလမ်းနဲ့လွယ်အောင်မှတ်လို့ရတော့မယ်အင်္ဂလိပ်လေးကိုပြပြပေးရမယ်ဒီနည်းလမ်းရဲ့နာမည်တော့ဒီမှာရေးထားတဲ့အတိုင်း mnemonic လို့ခေါ်တယ် mnemonic ဆိုတာအတူကောက်စကားလုံးလေးမှတ်တာပေါ့နော်ဒီမှာဆိုရင်တော့ယောဂရဲ့အကြောင်းကိုအတူကောက်လေးမှတ်ပြသွားပေးမယ်ဒီမှာဆိုရင်ယောဂသုံးခုရေးထားရပေါ့နော်ဒီဟာလေးကိုဒီတိုင်းကြီးနှုတ်တိုက်ချက်နေမယ်ဆိုတော့ဘယ်လိုမျိုးလွယ်အောင်မှတ်လို့ရမလဲဆိုတော့ဒီဗီဒီယိုလေးမှာပြပေးပါမယ်အဲဆိုင်မှာပေါ့နော်အဲဆိုင်မှာယောဂမှာသူ့မှာနဲတဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒါ acetylcholine လို့ခေါ်တယ်ပေါ့နော်အတိအကျဖြစ် neurotransmitter လေးပြောတာဖြစ်တယ် acetylcholine A နောက်က LD low ဆိုပြီးပြောတာပေါ့နော်အဲ့မှာ AL ကိုမြင်တာနဲ့ acetylcholine low ဆိုတာကိုအတန်းပြီးတော့သိသွားပြီပေါ့နော်နောက်တစ်ခါ Parkinson တုံတုံရင်ဖြစ်တဲ့ဟာပေါ့နော်အဲ့မှာဆိုရင် PPDD ဆိုပြီးအလွယ်ကောက်မှတ်လိုက်မယ်ပေါ့နော်အဲ့မှာဆိုရင် P ဒီ Parkinson P ဒီ pool ဆိုပြီးမှတ်လိုက်ပါတယ် D ဒီ dopamine နောက်တစ်လုံးကကျွန်တော် down ပေါ့အမ Parkinson pools dopamine down အဲ့တော့ Parkinson ကိုမြင်တာနဲ့ dopamine နဲ့ဆိုတာသိသွားပါပြီနောက်တစ်ခုကကျွန်တော် epilepsy မှာ ECGX ဆိုပြီးတော့မှတ်ထားမယ်အဲ့မှာဆိုရင် epilepsy ဒီ GABA ဂုဏ်ပေါ့နော်G GABA ဆိုတဲ့အရာလေးဒီဂုဏ်ဆိုတာဒီမှာနဲတာပေါ့နော်ဒီနည်းနဲ့အဖြစ်ဒီယောဂ၃ခုကဘယ်လိုကြောင့်ဖြစ်ပါလဲဆိုတာကိုတန်းပြီးတော့သိသွားပြီပေါ့နော်ဒီလိုမျိုးပဲ mnemonic ဆိုတာကဘယ်ဘာသာကိုလေ့လာဒီလိုမျိုးလေးရှာကြည့်လို့ရတယ်ဒီမှာဆိုရင် Parkinson ရဲ့mnemonic ဆိုပြီးတော့လေဒီမှာဆိုသူတို့ပြောတဲ့ mnemonic လေးရှိမယ်ဒါပေမဲ့ဘာလေ့လာလို့ရမလဲဆိုတော့ chemistry mnemonic ပေါ့နော်ဒီမှာဆိုရင်chemistry တွေဒီမှာဆိုရင်ဟာတွေပေါ့ဇယားတွေဒါတွေကိုလေ့လာလို့ရရှိတယ် tricks တွေ mnemonic တွေဒီမှာဆိုရင်အကောင်လုံးပြောထားကြမှာ chemistry ဥမာ O level เนาะ biology O level ဆိုလို့ရှိရင်ဒီမှာပြပြမယ်ဒီမှာဆိုလို့ရှိရင်memorizing 5 minutes ပေါ့ဒီလိုမျိုးပဲ mnemonic တွေကိုတော်တော်များတယ် YouTube မှာလည်းတင်နေဒီ TikTok မှာလည်းတွားပြီးကြည့်လို့ရတယ်အဲ့တော့ဒီ mnemonic ကိုကိုယ်ရှာနေစရာတော့မလိုဘူးဒီလိုမျိုး YouTube မှာကြည့်ရဖြစ်ဖြစ် TikTok မှာကြည့်ရဖြစ်လုပ်လို့ရတယ်Miso Korean ကတော့ဘယ်လိုလဲဆိုတော့တစ်ခါတော့ AI နဲ့ထုတ်ဖြစ်တယ်အမှ ChatGPT တို့ဒီလိုဟာတွေမှာမေးဖြစ်တယ်ပေါ့နော်ဒါလေးကိုဘယ်လိုမျိုးမှတ်မိလွယ်အောင်လို့မှတ်ရမလဲဆိုရင်ဒီလည်းမေးဖြစ်ပါတယ်အဲ့တော့ကိုစာလေးလာနေပါလားရှိလို့ရှိရင်လည်း YouTube မှာတွားပြီးတော့ mnemonic လို့ရှာကြည့်ပါလုံးဝမရှိခဲ့ဘူးဆိုလို့ရှိရင် AI ကိုတွားပြီးတော့ဒီဟာလေးဆိုရင်ဘယ်လို mnemonic လေးနဲ့မှတ်လို့ရမလဲဆိုတာကို AI ကိုတွားပြီးမေးကြည့်ကြပါလို့အဲ့ဒါဆိုလို့ရှိရင်ဒီ mnemonic ဆိုရင်နီးလန်းလေးနဲ့စာလွယ်အောင်လုပ်လို့ရပြီမို့လို့ဒီနည်းလေးကို try ကြည့်ခဲ့ကြပါလို့အားလုံးပဲနောက်ထပ် study test ပြီးတော့ပြန်တွေ့ပါမယ် bye bye